မင်းမရှိရင်ဖြစ်တယ်ဆိုတဲ့ဆေးဆိုတာလေးလည်းမရှိဘူးလားရှိပါဗျာအဲ့တော့မင်းမရှိရင်ဖြစ်တယ်ဆေးတဲ့ဆေးရလည်းပဲဦးဇင်းတို့စာတင်သားဘွားကလေးကပြောနေကြရှိတယ်ကိုယ်စီလာတဲ့သူတွေကိုကိုယ်စီလာတဲ့တရားဓမ္မဆိုအနည်းဆုံး15မိနစ်တော့ဝင်လင်ထွက်လေမှတ်ခိုင်းတယ်ပြောနေကြစကလုံးကတော့နှာခေါင်းရှိရင်အလုပ်ဖြစ်တယ်ကိုယ်မှနှာခေါင်းရှိနေလို့ရှိရင်နာသီးဝါမှာလေးဝင်လေးထွက်လေးရှိတယ်လေးလေးတိုးသွားထိသွားတယ်တိုးတာထိတာလေးတိနေတယ်ဆိုရင်စိတ်ကလေးကအမြဲတမ်းအေးချမ်းပါတယ်လေးလေးတိုးတိုင်းထိတယ်ထိတိုင်းတိဝင်သွားလို့ရှိရင်လည်းထိသွားတယ်ထွက်သွားလို့ရှိရင်လည်းထိသွားတယ်ဟိုထိတဲ့သဘောလေးတိုးတဲ့သဘောလေးမသိဘဲနဲ့ဝင်နေထွက်တယ်ဝင်နေထွက်တယ်နဲ့စကလုံးသက်ဆူနေတော့ဟိုတောင်းတူဒီတောင်းတူနဲ့စိတ်တွေပူလောင်နေမှာပဲနော်အဲ့တော့တခြားစိတ်ဝိဓိမရှိလဲအရေးမကြီးဘူးတခြားကုသပြုစရာသင်္ကန်းစားတဲ့ဝိတ္ထုတွေမရှိလဲဘာမှအရေးမကြီးကိုယ်စိတ်သာတကယ်အေးချမ်းခြင်းနဲ့ဆိုရင်ကိုယ်မှနှာခေါင်းကတော့အမြဲတမ်းမရှိဘူးလားနှာခေါင်းရှိနေသေးဝင်လေထွက်လေလည်းရှိမယ်ဝင်လေထွက်လေရှုမှတ်တာကိုပဲအာနာပါနကမ္မထံလို့ပြောတာပေါ့ဖရာတိုင်းတော့ဒီနေ့ထိပွင့်တော်မူခဲ့ပြီးသမျှအသင်္ချေအနန္တမရည်မတက်နိုင်တဲ့ဖရာတွေအားလုံးဟာနာသီဝါဒီတတိကဝင်လေထွက်လေကမ္မထံကိုရှုမှတ်ပွားများပြီးတော့ပဲဖရာဖြစ်ကြတယ်အာနာပါနတစ်ခုတည်းတော့မဟုတ်အာနာပါနကိုခြေခံပြီးတော့မှကျန်တဲ့ထင်ရှားရဲ့ယုံနာခန္ဓာတွေဆက်ရှုတာတော့ပါတာပေါ့ဒါပေမဲ့အာနာပါနကိုပဲပင်တိုင်းကမ္မထံရှုရင်းကနေမှဖရာဖြစ်ကြတာနောက်ပွင့်မဲ့ဦးဇင်းတို့ရဲ့အခုလက်ရှိဒါမယိုသည်မလေးစားလို့သုံးနှုံတာတော့မဟုတ်ဘူးပေါ့နော်ဦးဇင်းတို့ရဲ့လက်ရှိဂေါရမမြတ်စွာဘုရားလည်းပဲအာနာပါနကမ္မထံဝင်လေထွက်လေကမ္မထံပင်နိုင်တာအထုတ်ပြီးတော့ဖျားဖြစ်လာခဲ့တာပဲနောက်ပွင့်မဲ့အရိမတ္တယမြတ်စွာဘုရားရှင်လည်းပဲအာနာပါနဝင်လေထွက်လေပင်နိုင်ကမ္မထံထားရှုပြီးတော့ဖျားဖြစ်မှာပဲနောက်ပွင့်တော်မူကြအောင်မဲ့မရင်မတွက်နိုင်လောက်အောင်များများလှစွာသောအသင်္ချီအနန္တဖျားတွေအားလုံးလည်းပဲဝင်လေထွက်လေကမ္မထံရှုပြီးတော့ပဲဖျားဖြစ်ကြမှာပဲကိုကျော်ထဲအောင်သာဖျားစုပန်လို့တစ်ချိန်ချိန်မှာဖျားဖြစ်မယ်ဆိုရင်လည်းဘာနဲ့ပဲဖျားဖြစ်မှာတော့ဝင်လေထွက်လေရှုပြီးရဖျားဖြစ်မှာပါဝင်လေထွက်လေကိုပင်တိုင်းကမ္မထန်ရှုပြီးဖြစ်မှာဝင်လေထွက်လေတက်တော့မဟုတ်ဘူးနော်ဝင်လေထွက်လေကမ္မထန်ရှုလို့ဇန်ဒီအဘိညာဉ်ဘိညာဉ်တွေရမယ်အဲ့ဒီကနေမှယုံနံနေထင်ရှားရယုံနံနေဝိပဿနာဆက်ရှုရမှာပေါ့အဲ့တော့ဝင်လေထွက်လေဆိုတာလည်းနှာခေါင်းမှာပဲဖြစ်တာဆိုတော့နှာခေါင်းရှိရင်အလုပ်ဖြစ်တယ်ဆိုတဲ့ဆောင်းပုံးလေးကြက်ထားဖို့မလိုဘူးလားလိုပါတယ်ကိုယ်မှနှာခေါင်းရှိနေမှာတော့မင်းမရှိလည်းမဖြစ်ဘူးလားကိုကြက်ထဲမှာဘာတွေးပြီးရှိတာလဲတခြားအလုပ်တစ်ခုခုလှုပ်ရှင်တော့လည်းကိုယ်နှာခေါင်းရှုနေအလုပ်ဖြစ်ချင်မှဖြစ်ဦးမှာပေါ့ဒါပေမဲ့လို့ဝင်လေထွက်လေကမ္မထံရှုမယ်ဆိုတော့ကိုတယောက်တည်းရှိုံနဲ့ကိုယ်မှနှာခေါင်းရှုနေအလုပ်မဖြစ်ဘူးလားဖြစ်ပါတယ်နှာခေါင်းရှိရင်အလုပ်ဖြစ်တယ်ဆိုတော့မင်းမရှိရင်ဖြစ်တယ်ဆိုတဲ့ဆေးဆိုလို့မင်းမရှိလည်းဖြစ်ပါတယ်နှာခေါင်းရှိရင်ဖြစ်တယ်ကိုယ်စိတ်ကလေးရှိနေဆိုရင်ကိုယ်ပဲမဖြစ်ဘူးလားဖြစ်ပါတယ်ဝင်လေထွက်လေမှမဟုတ်ပါဘူးဂုဏ်တော်ပွားတာလည်းပြီး